အားလုံးပဲမင်္ဂလာပါကျွန်တော်တငယ်ချင်းမိတ်ဆွေများအတွက်စစ်သားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးများပြန်လည်တင်ဆက်လိုက်ပါတယ်ဒါလေးကတော့စပွဲကုံအလှလုံဒီလေးပါဒါလေးကိုပြန်လည်မျှဝေလိုက်ပါတယ်ကျွန်တော်နဲ့အတူဒါလေးကိုအတူတူလေ့လာကြည့်ကြရအောင်ဒါကတော့ဒီတစ်သားပြားလေးတွေကိုဒီကာလာမတူတဲ့တစ်သားပြားလေးတွေကိုတေချာဖြတ်တောက်ပြီးတော့ connect ကပ်ဖို့ပေါ့နော်စကွဲကုံခင်းပြားလေးလုပ်ဖို့ပေါ့နော်ဖြတ်ထားတဲ့တစ်သားပြားလေးတွေကိုကတ်နေပြီပေါ့နော်ဒါလေးတွေကတကယ်ကိုလက်ဝင်ပါတယ်တော့ဟာစေးတုတ်စရာမလိုဘူးပေါ့နော်သူကာလာလေးနဲ့သူ original အသားဘလောက်ပဲပုံပဲ့ပါစေစေးရောက်မကျွတ်သွားဘူးပေါ့နော်ဒီလိုဒီဇိုင်းလေးနဲ့လုပ်ထားမှဆိုရင်ဒါကတော့ဇွဲကုံခြေထောက်ကိုပုံဖော်နေတာပေါ့နော်ဖြတ်တောက်ပြီးတော့